မစုံနိုင်တဲ့အလွန်လေးလို့အမည်ရပါတယ်တေးရေးကဖိုးနိုင်သိမ့်စီရဲ့တေးဆိုကကိုနိုင်ဝင်းမကွေးသားလေးပါဂီတမှုဆရာမှတ်ကြီးပါတခြင်းလေးကိုချစ်ဝင်းကစီစဉ်ထုတ်လုပ်ထားပါတယ်တေရောမထောင်းသွားပါဘူးလေတေရောမခွင့်မသွားပါဘူးဆိုသူတကားတဲ့လေးတွေတွေ့တဲ့တည်းပေါ်နေတယ်မိကြီးမိပြိုချူတော်သူတကားလေးတွေမမေ့ရနိုင်တယ်ခုတော့ဘယ်မှလဲလေရှောင်းသွားပြေးသွားတဲ့စိတ်ရဲ့တဲ့မောင်ချစ်သူလေးရဲ့ဘယ်တော့မှထောင်းမသွားပါဘူးလေဘယ်တော့မှခွင့်မသွားပါဘူးဆိုသူတကားတဲ့လေးတွေတွေ့တဲ့တည်းပေါ်နေတယ်မိကြီးမိပြိုချူတော်သူတကားလေးတွေမမေ့ရနိုင်တယ်ခုတော့ဘယ်မှလဲလေခွေကိုယ်ကရောက်နေလဲမသိတယ်ရှောင်းခွာပြေးသွားတဲ့စိတ်ရဲ့တဲ့မောင်ချစ်သူလေးရဲ့မျောစေရင်ပါတီဒူလီကလေးစကားသစ္စာမတီပြန်ဆုံးမဲ့တနေ့ပြန်ခဲ့မယ်ပုံမြင်တွေပြောသွားတယ်မာယာချင်းလေးရဲ့လွမ်းတွေနဲ့တတိယဆဲပေါ်ခွဲပြန်မဆုံးမရင်လည်းကတီးလဲဒီမှတနေ့မှမေးမရဘူးသွားပါဘူးဆိုသူတကားတဲ့လေးတွေတွေ့တဲ့တည်းပေါ်နေတယ်မိကြီးမိပြိုချူတော်သူတကားလေးတွေမမေ့ရနိုင်တယ်ခုတော့ဘယ်မှလဲလေခွေကိုယ်ကရောက်နေလဲမသိတယ်ရှောင်းသွားပြေးသွားတဲ့စိတ်ရဲ့တဲ့မောင်ချစ်သူလေးရဲ့မျောစေရင်ပါတီဒူလီကလေးစကားသစ္စာမတီပြန်ဆုံးမဲ့တနေ့ပြန်ခဲ့မယ်ပုံမြင်တွေပြောသွားတယ်မာယာချင်းလေးရဲ့လွမ်းတွေနဲ့တတိယဆဲပေါ်ခွဲပြန်မဆုံးမရင်လည်းကတီးလဲဒီမှတနေ့မှမေးမရဘူးမျောစေရင်ပါတီဒူလီကလေးစကားသစ္စာမတီပြန်ဆုံးမဲ့တနေ့ပြန်ခဲ့မယ်ပုံမြင်တွေပြောသွားတယ်မာယာချင်းလေးရဲ့လွမ်းတွေနဲ့တတိယဆဲပေါ်ခွဲပြန်မဆုံးမရင်လည်းကတီးလဲဒီမှတနေ့မှမေးမရဘူးပြန်မဆုံးမရင်လည်းကတီးလဲ
ဒီမှာတနေ့မှမေးမရဘူး